အားလုံးမင်္ဂလာပါခုကျွန်တော်တို့ရောက်ရှိနေတဲ့ site ကတော့ဒါ LMG Construction Company ကတိစောက်ပေးနေတဲ့ရတနာလမ်းနဲ့ဒီတာမွေရတနာလမ်းထဲမှာရှိတဲ့လုံချင်းအိမ်ဆောက်လို့ပဲဖြစ်ပါတယ်အခုဒီနေ့ဘာတွေလှုပ်ဆောင်နေလဲဘာတွေပြည်စည်းထားပြီးလဲဆိုတော့ကျွန်တော်ချက်လိုက်ပြပေးပါမယ်ဗျာအခုကတော့ကျွန်တော်တို့ဒါပစ္စည်းတွေနေရာရွှေ့ပြောင်းနေတာပေါ့ဗျာဒီနေ့ကတော့ဘာလို့လဲဆိုတော့ဒီပုံမှန် site တွေကိုကျွန်တော်တို့ကဖူတင်ချင်းအကုန်လုံးတူးပြီးတော့တခါတည်းဖူတင်ရှတန်းစင်တခါတည်းဝုန်းတိုင်းအဲ့လိုမျိုးလုပ်လို့မရဘူးပေါ့ဗျာတချမ်းတူလိုက်တချမ်းပစ္စည်းရွှေ့လိုက်မြင်းနေရကြက်တဲ့တို့ကျွန်တော်အဲ့လိုမျိုးလှုပ်ဆောင်နေရတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒါရှေ့ပိုင်းဖူတင်ချင်းတူးမှာဖြစ်တဲ့အတွက်ပစ္စည်းတွေရှေ့ကပစ္စည်းနောက်ကိုရွှေ့နေတာပဲဖြစ်တယ်ပေါ့ဒီဖူတင်ချင်းတဝက်ဖောင်ဒေးရှင်းချပြီးပြီစတူပင်းနေလဲကျွန်တော်တို့လောင်းပြီးသွားပြီပေါ့ဗျာနောက်ပြီးရှော့ကော်လိုင်းလည်းကျွန်တော်ထောင်ပြီးပြီဆိုတော့မနေ့ကကျွန်တော် retaining wall လည်း CB ဖြစ်တယ်မြေထိန်နိုင်တယ်ပေါ့ဒီ retaining wall ကဒါဒူကတော့ကိုရိုးပေါ့ဗျာကျွန်တော်တို့စီထားတာကိုရိုးဖြစ်တယ် retaining wall ရဲ့ဒီစီတာမှာအဓိကကျွန်တော်တို့သတိထားပေးရမှာ view site ပေးရမှာဘာလို့ဆိုဒီကောင်နှားတွေစုံနေလို့မဖြစ်ဘူးဒီအုပ်စီတလို့ပဲနှားတွေစုံနေလို့မဖြစ်ဘူးအုပ်တွေစီတဲ့အခါမှာနောက်တစ်ခုကဒီနှားတွေပိတ်နေဖို့အရေးကြီးတယ်ဒီနှားတွေမပိတ်ရင်တော့ဘာဖြစ်လာလဲဆိုဒီကောင်တွေကကျွန်တော်တဲတွေပါတယ်ပို့တဲ့အခါမှာတဲတွေအပြင်ထွက်တာတို့မြေသားကျုံကြတာတို့ဒါဖြစ်နိုင်တယ်ပေါ့ဗျာအဲ့လိုမျိုးနှာတွေပိတ်အောင်ကျွန်တော်တို့ဒီမှာဒီရှာလေးလုပ်ပေးထားပါတယ်နောက်ပြီးတော့ဒီဘက်အဲ့လိုပဲကျွန်တော်တို့ကမြေထိန်းနေရင်ကျွန်တော်တို့ retaining wall တွေစီတဲ့အခါမှာနှာတွေလုံးဝအရေးကြီးတယ်နှာတွေလုံးဝအရေးကြီးတယ်လို့ပဲဒီမှာဆိုကျွန်တော်တို့လုပ်ပေးထားတာအပြင်တစ်ဖက် short ပေးထားတယ်ဗျာ short တယ်ဆိုလဲဒီ short တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့တဲတွေပါတယ်ဂျင်းတွေပါတယ်စောင်းတဲ့အခါပြင်ထွက်တာမျိုးတွေဒီကကျုံကြတာမျိုးတွေကျွန်တော်တို့ထိထိရောက်ဒါစီကာကွယ်ပေးနိုင်တယ်ပို့ပြီးတော့ကျက်လက်နိုင်တယ်ပေါ့ဗျာ foundation လုပ်ငန်းစဉ်ဒီကောင်တွေအတွက်ကုန်ကျစရိတ်ကတော့ထပ်တိုးပုံသွားတာပေါ့လေဒါပေမဲ့ဒီအဆောက်အဦအတွက်ကတော့ကျွန်တော်တို့ဒီ ground floor မှာပို့ပြီးတော့ကြန့်ခိုင်တဲ့ground floor ယူရရှိစေနိုင်မယ် foundation အတွက်လည်းကျွန်တော်တို့ကောင်းသွားမယ်ပေါ့ဗျာဒီအခုကျွန်တော်တို့စောင့်နေတဲ့အဆောက်အဦကတော့ဒီမြေ area ဒီ25ပေ50ပေါ်မှာဒီစောင့်နေတာဖြစ်တယ်ဗျာအဆောက်အဦရဲ့အကျယ်ဝန်းက23ပေအနံက23ပေအလျားက46ပေ10လက်မအဆောက်အဦဖြစ်တယ်အမြေနေရာကတော်တော်ကျင်းကျတိဆောက်ရတဲ့ပစ္စည်းတွေနောက်ကိုရွှေ့နေရတာဖြစ်ပါတယ်ခင်ဗျာဒါလည်းအစီအပြောင်းကျွန်တော်တို့ကြိုးစားပြီးတော့လှုပ်ဆောင်ပေးနေတယ်အဆောက်အဦကတော့ဒီကျွန်တော်တို့